တပည့်တော်ကနိုင်ငံခြားမှာရောက်နေပါတယ်ဖေဟာရည်ရွယ်ချက်တွေမပြေသေးပဲစိတ်အလိုကိုလိုက်ပြီးတော့ငွေကြီးတွေကိုမစုမိပဲသုံးဆွဲနေမိပါတယ်ဖေဟာတပည့်တော်အတွက်ဆင်ញင်နိုင်မဲ့တရားလေးပြောပြဖို့နေဘူးဖြတ်လျှောက်အရေးရောက်ဖို့ချွေးပေါင်များစွာကြားရမည်ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာငိမ့်ဆိုတဲ့အကောင့်ပိုင်ရှင်ကစာလေးရေးပို့ထားတယ်နိုင်ငံတကာမှာအလုပ်လုပ်နေတဲ့သူတွေကိုမြင်ကြားနေရတာတွေရှိပါတယ်အလုပ်လုပ်ပြီးတော့ပြန်လာလို့ကိုယ်နိုင်ငံမှာကိုပြန်နေတဲ့အခါအရင်တိုင်းများစားကြီးထူးမလာကြတာတွေ့ရတတ်တယ်အဲ့ဒါလူတွေဖြစ်ရခြင်းရဲ့အဓိကအရေးအကြီးဆုံးအကြောင်းကတော့ပန်းတိုင်မရှိကြတာတွေပဲလို့မြင်မိတယ်ဘလောက်ပဲသွားဘယ်လိုပဲသွားခိုင်မာတဲ့ပန်းတိုင်မရှိတဲ့သူတွေဟာဘယ်တော့မှလမ်းဆုံးနေနားရတယ်ဆိုတာမရှိနိုင်ဘူးပန်းတိုင်ဆိုတာမရှိတော့ဘယ်တော့မှလည်းရောက်သွားပြီဆိုတာလည်းမရှိနိုင်ဘူးပေါ့ဒါကြောင့်ဘဝမှာစနစ်တကျကိုယ့်ဘဝရဲ့ပန်းတိုင်ကိုထားကြစေခြင်းနဲ့ကိုယ့်အရွယ်ကိုယ့်အသည့်ကိုယ့်အင်အားကိုယ့်ရဲ့အချိန်ကောင်းတွေဟာအမြဲတမ်းပြောင်းလဲနေတယ်အရွယ်ကောင်းတော့အင်အားကောင်းတော့အချိန်ကောင်းတော့အခါကောင်းတော့လေးကိုငါဘဝပြောင်းမှဖြစ်မယ်ဆိုတဲ့စိတ်ကိုမွေးထားပါငါဟာအိုးလာမှနားလာမှကြလာမှဘာမှမလုံနိုင်တော့မှဆိုရင်လှုပ်ချင်လို့တောင်လုံနိုင်မှာမဟုတ်တော့ဘူးလုံနိုင်တော့ကလုံမထားရင်လုံနိုင်တော့ကစူဆောင်းမထားရင်ကိုယ့်ဘဝကိုကိုယ်တိုင်ကောင်းအောင်ဖန်တီးနိုင်တော့ကဖန်တီးမထားရင်နောက်တစ်ချိန်ဘာမှမစွမ်းနိုင်တော့တဲ့အခါဘဝရဲ့နောက်ဆုံးအချိန်တွေမှာတက်ခေါက်ပြီးတော့လောကကြီးကပျောက်ကွယ်ကြရလိမ့်မယ်ဆိုတာအမြဲတမ်းကိုယ့်ဘဝကိုဆင်ញင်နှလုံးသွင်းပြီးတော့ဆုံးမထားပါကီလနေနာဇဒုံမေတော်အသိဉာဏ်မဲ့တဲ့လူမိုက်တွေကကိုယ့်ဘဝကိုတန်ဖိုးမထားတဲ့သူတွေကကီလနေနာအချိန်တွေကိုမြူးရူးပျော်ပါပြီးတော့အချိန်တွေကိုအလဟတ်တာကုန်စေကြတယ်နေတာယအိတ်လိုက်စားလိုက်လှုပ်လိုက်ကိုင်းလိုက်နဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုဖြုံးပြနေကြတယ်ကလဟေနတဦးနဲ့တဦးညင်းခုံအရေးမရအဖတ်မရစကားတွေပြောပြီးတော့အချိန်တွေကိုဖြုံးပြနေကြတယ်အဲ့ဒီသူတွေဟာဒုံမေဒလူမိုက်တွေလို့ဆိုရမယ်အဲ့ဒါလို့ပန်းတိုင်မဲ့ပန်းတိုင်မရှိပဲရည်ရွယ်ချက်ဥတီချက်မရှိပဲအချိန်တွေကိုအမျိုးမျိုးဖြုံးပြနေတဲ့သူတွေဟာလူမိုက်တွေပဲပေါ့တဏပုံညာဒီလာဒေနကာလံခယတိပန္တိတော်တဲ့ပညာရှိတဲ့အသိဉာဏ်ရှိတဲ့လူတော်လူကောင်းတွေကကိုယ့်ဘဝရဲ့အချိန်တွေကိုတဏအချိန်တိုင်းငွေတွေဝန်းနေအောင်ငွေတွေစုမိဆောင်းမိနေအောင်ကြိုးစားနေကြတယ်ပုံညာကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုကောင်းတဲ့အလုပ်တွေနဲ့ပဲအချိန်တွေကိုအသုံးပြုနေကြတယ်ဒီလာဒေနကိုယ့်ဘဝကိုနေ့စဉ်နဲ့အမျှအသိဉာဏ်တွေရဖို့ပညာတွေတိုးဖို့တစ်ဆင့်မြင့်တဲ့မြင့်အောင်ကြိုးစားနေကြတယ်တဲ့အဲ့ဒါလိုသူမျိုးကမှပန္တိတပညာရှိသူလို့ဆိုရမယ်ဖိုးကတတိယယုံပြောယုံပဲပြောနိုင်တာဖြစ်တယ်ကိုယ့်ဘဝကိုကောင်းဖို့တိုးတက်ဖို့ဆိုတာကကိုယ်တိုင်ပဲလုပ်ရမှာပါတကယ်လို့ကိုယ့်ဘဝမကောင်းခဲ့ရင်လဲကိုယ်တိုင်ပဲခံကြရမယ်ဆိုတာမမေ့စေချင်ဘူးရခဲ့ဘူးတဲ့ကြပြလေးတစ်ပုဒ်ကိုဆိုပြခြင်းနဲ့လောက၌တွင်ပြားနှင့်ရင်ကိုမျက်မြင်ပုံထားမောင်ရှုစားလောပြားကအုံပြုအရေးစု၍ထားမှုလိမ်မှာနောင်ချမ်းသာ၏ရင်မာတော်တွင်ဝမ်းဝယုံသာအုံငါတောက်စားစုမထား၍ရှာညာမပြတ်မရငတ်၏ဆက်ဆက်မုတ်ချအလာသဖြင့်ငယ်ကပြင်းထူကြီးမှုဆင်းရဲရသမြဲတဲ့ပြားကောင်တွေဟာသူတို့အစာပန်းဝတ်ကြီးတွေကိုပြန်တန့်ရှားဖွေးပြီးတော့စားတော့ကြတယ်စားတော့ယုံနဲ့မကဘူးအုံပြုတ်လုပ်ပြီးပြားကြီးတွေကိုစူဆောင်းထားကြတယ်မိုးရွာလေရွာတွေမှာသူတို့ဟာအမြဲတမ်းအဆင်သင့်မပူမပင်နေနိုင်ခဲ့ကြတယ်ရင်ကောင်တွေကအဲ့လိုမဟုတ်ဘူးရင်ကောင်တွေကအစာတွေကိုရှားပြီးတော့တွေ့တဲ့အခါမှာလဲဝမ်းဝရင်ပြည့်ရော်ဆိုပြီး
ဝိုင်းအောင်စားတော့ပြစ်လိုက်ကြတယ်အစာကိုရတဲ့အခါစုဆောင်းမထားဘူးဒါကြောင့်အမြဲတမ်းလဲရှာဖွေနေကြရတာပဲဘာကြောင့်လဲသူတို့မှာစုဆောင်းထားမှုမရှိလို့ပဲလူကြားမရှောင်သူကြားမရှောင်အမြဲတမ်းကိုရှာဖွေနေတော့လူတွေကလည်းရင်ကောင်းနေဆိုမောင်းထုတ်နေကြတာပဲမဟုတ်လားလူမုံသူမုံနဲ့အမြဲတမ်းရှာဖွေပြီးအမြဲပဲရုန်းကန်နေကြရတယ်မရတဲ့အခါမရှာနိုင်တဲ့အခါသူတို့ငတ်ဖို့ငတ်လုံးမကငတ်လို့မရမကရှာဖွေပြန်တဲ့အခါမှာလဲအရိုက်ခံအမောင်းခံနဲ့တည်ခဲ့ရတယ်အဲ့ဒါရင်ကောင်းတွေရဲ့ဘဝပဲဒီတော့လေသူတို့ဘဝမှာအစိမ်းဆိုတာလဲမရှိတော့ဘူးပေါ့လူတွေလည်းဒီတိုင်းမှာပဲအချိန်ရှိတော့အရွယ်ကောင်းတော့တန်မာနေတော့အစင်နေပြေးနေကြတော့မှာလှုပ်လှုပ်ကိုင်းကိုင်းစားစားတောက်တောက်ဘဝကိုမေ့မော့ထားကြပြီးတော့စူးစူးဆောင်းဆောင်းမရှိခဲ့ကြဘူးအချိန်နေကုန်အရွယ်တွေကြလို့အစင်နေမပြေကြတော့တဲ့အခါဟိုရှာရဒီဖွေရလူကြားသူကြားတွေထဲမှာလဲကိုအစင်မပြေတာတွေကိုလိုက်ညှိပြပြီးတော့ဟိုလူချီဒီဟာငှားနဲ့ဘဝမှာသိခါမဲ့အရှက်မဲ့နဲ့စင်စင်ငင်းငင်းနဲ့ရှင်သန်ကြရတယ်နေကြရတယ်တည်ကြရတယ်အမြဲတမ်းစင်စင်ငင်းနဲ့ရှာဖွေနေရတဲ့မပြည့်စုံတဲ့လူတယောက်မှာလူမလေးခွေးမခန့်နဲ့သားသမီးမြေမြစ်တပည့်ဘဲလူတွေကမှမလေးစားမခံကြတော့ဘူးအစိတ်မရှိတဲ့ရင်ကောင်းလို့အမြဲတမ်းမောင်းထုတ်တာပဲခံရလိမ့်မလာနဲ့လို့ပြောဆိုမောင်းထုတ်မှမောင်းထုတ်ခံရတာမဟုတ်ဘူးကိုယ့်ကိုမလာစေခြင်းမတွေ့ခြင်းမမြင်ခြင်းတော့ဘူးဆိုရင်လဲမောင်းထုတ်ခံရတာပါပဲအဲ့ဒါဒီဘာကြောင့်ဖြစ်တာလဲဆိုရင်ပြားကောင်နေလို့အမြဲတမ်းအစင်သင့်ဖြစ်အောင်ရှာဖွေစုဆောင်းမထားခဲ့လို့စုစုဆောင်းဆောင်းမရှိခဲ့လို့အစိတ်မရှိအိမ်တွေမရတော့လို့ပါပဲဒါကြောင့်စုဆောင်းနိုင်အောင်စုဆောင်းပါငါဟာဒီပုံအတိုင်းအမြဲရှိမနေတာသိကြတယ်။အိုးရအောင်မယ်ငါနာရအောင်မယ်ငါမှအဆင်မပြေတာတွေဖြစ်အောင်မယ်ဆိုတဲ့အသည့်ကိုအမြဲတမ်းစိတ်ထဲနှလုံးထဲတွန်းထားပါလို့ပြောကြရင်ပြောဆိုမှုကလည်းအလွန်ရှည်လာလို့ရန်နာလိုက်ချင်ပါတယ်အားလုံးကုသိုလ်ဥစ္စာကြားခံတာလို့ပညာတကူတစ်မျိုးမျိုးတို့နေ့စဉ်တိုးပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေ။